ဒီနေ့ဗီဒီယိုလေးမှာလုပ်ပြမှာကတော့ကျွန်တော်တို့ပုံတစ်ပုံမှာဒီ shape နဲ့ detail ပြန်ဖော်တဲ့အခါမှာတပုံလုံး overall ဖော်တာထက်ဆိုင်ကိုလိုချင်တဲ့အပိုင်းလေးကိုဘယ်လိုဖော်ရလဲပေါ့နော်အဲ့ဒါလေးကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်ကျွန်တော်ဒီပထမဆုံးအနေနဲ့ကျွန်တော်လုပ်ပြမယ်ဆိုရင်ကျွန်တော် kneecap ပြမယ်เนาะဒီ detail မှာပုံလေးမှာ shape လိုနေတဲ့အပိုင်းကိုကျွန်တော် okay detail တွေကိုဝင်ကျွန်တော်ကမှာကျွန်တော်ပုံမှန် average လောက်တာအများကြီးဖြစ်တော့ဒီ shape ကိုတင်လိုက်ရင်ကျွန်တော်တို့အမောင်းတင်လိုက်တဲ့အခါမှာကျွန်တော်ဟာကြီးတော့ကြီးသွားတယ်ဒါပေမဲ့ဘေးမှာလည်းအကုန်ဒီပါကြီးလာတာဖြစ်ပါတယ်အဲ့လိုမဟုတ်ပဲနဲ့တချို့ပုံကကျွန်တော်ဒီနောက်ခံဝါးတာလေးကဒီတိုင်းလေးပဲဝါးခြင်းတယ်ဒီလူကိုပဲကိုလိုချင်တဲ့အပိုင်းမျက်လုံးလေးတွေနှာခမ်းလေးပဲတီးတန့်ကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာဒီ masking ဆိုတာရှိတယ်ကျွန်တော် average ကများပြန်0ဖြစ်နေလောက်တယ်ကျွန်တော်ထဲမှာ auto ဝင်နေတာလေးပေါ့နော် okay ဆိုရင်ကျွန်တော်ဒီမှာ MacBook တွေမှာဆိုရင် option key လေးကိုဖြီးမှဒီ masking လေးကိုထောက်ဖြည်းဖြည်းချင်းဆွဲလိုက်ရမှာ and အမအဖြူရောင်နေရာလေးတွေပေါ်တဲ့နေရာကကျွန်တော်တို့ဒီကြီးမဲ့အပိုင်းလေးပေါ့နော်ကျန်တဲ့အမဲတွေကတော့မထိတဲ့အပိုင်းပုံတစ်ပုံနဲ့တစ်ပုံနဲ့တော့မတူဘူးပေါ့နော်ကျွန်တော်ကတော့အခုကျွန်တော်ပုံမှာဆိုရင်တော့ကြီးမဲ့ပိုင်းဒီ40လောက်ဆိုရင်ကျွန်တော်တော့မစိုးဘူးပေါ့နော် okay ဆိုလွှတ်ကြည့်လိုက်တဲ့ခါကျရင်ဟောဘေးတွေကိုကျွန်တော်မကြည့်တော့ဘူးဒီညလုံးလေးရေကျွန်တော်ခုနဒီအဖြူရောင်ထိထားတဲ့အပိုင်းလေးလောက်ပဲကျွန်တော်ကြည့်မှဖြစ်ပါတယ် okay before after okay ထပ်ပြီးမှဆိုအနိကဆက်ပြမယ် before after okay ဒီလိုဖြစ်မှာဖြစ်ပါတယ် okay ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်